ဒီနေ့ပြပြပေးသွားမှာကတော့လူမင်းအများဆုံးနဲ့လူသိချင်ဆုံးအကြောင်းအရာလေးကိုပြပြပေးသွားတာဖြစ်ပါတယ်။အဲ့ဒါလေးကတော့ e-sound ဆိုတဲ့ application လေးကိုထောင်အဲ့ဒီ application လေးက YouTube မှာရှိတဲ့ MP4 တွေကို MP3 အနေနဲ့နားထောင်လို့ရတယ်။ကိုက download ပြီးသွားပြီဆိုရင်ပေါ့နော်ဒီပြန်နားထောင်တဲ့အခါမှာ offline အနေနဲ့နားထောင်လို့ရတယ်။ internet မလိုဘူး။ဘယ်လိုလုပ်ရမလဲဆိုတော့ညီမပြမယ်။ညီမတို့ဒီ e-sound ဆိုတဲ့ application လေးကိုဝင်လိုက်မယ်ပေါ့နော်။ဝင်လိုက်ဆိုညီမတို့ account မဖွင့်ထားဘူး။ account ရှိရဆိုရင်ဒီ account နဲ့တက်ဝင်လို့ရတယ်။ account မရှိဘူးဆိုရင်ဒီ register for free ကိုနှိပ်လိုက်မယ်။ပြီးရင်ကိုဘယ်ဟာနဲ့ဝင်မလဲ။ညီမ Google နဲ့ဝင်လိုက်မယ်ပေါ့နော်။ဝင်သွားပြီဆိုရင်ညီမတို့ဒီကိုကြိုက်တဲ့လူ3ယောက်ကိုအရင်ရွေးကြိုက်တဲ့လူ3ယောက်ရှင်ရွေးလိုက်မယ်ပြီးဒါလေးလုပ်လိုက်မယ်တော့ညီမတို့ပေါ်လာပြီညီမတို့ဒီထဲဝင်သွားပြီပေါ့နော်အဲ့မှာ search ကိုနှိပ်လိုက်မယ်ညီမရှင်းချလိုက်မယ်ပေါ့နော်မြန်မာတချင်းပါရှင်းချရကောင်းမယ်ညီမအမှားဆုံးလေးကိုရှာလိုက်မယ်အောင်ဆုံးနေဒါဆိုညီမတို့ပေါ်လာဘူးပေါ့နော်ဒီ stand နဲ့မှာညီမတို့ဒီအဲ့တချင်းမရှိဘူးဒါပေမဲ့ YouTube ကိုရှာလိုက်မယ် YouTube ကိုနှိပ်လိုက်မယ် YouTube နှိပ်လိုက်မယ်ဆိုရင်တော့ဒါပေါ်လာပြီပေါ်လာချိန်မှာတချင်းဖွင့်လိုက်မယ်ဒီမှာခုသူစပြီးတော့လုပ်နေပြီအဲ့ဒါကိုညီမတို့နားထောင်တဲ့အချိန်မှာပေါ့ဒီနားထောင်တဲ့အချိန်မှာ internet ဖွင့်ပြီးတော့နားထောင်အောင်မယ်ဒါပေမဲ့ download ဆွဲပြီးသွားပြီဆိုရင်တော့ internet မလိုဘဲနဲ့ offline နားထောင်လို့ရတယ်ဘယ်လို download ဆွဲရမလဲဆိုရင်ညီမတို့ဒီမှာအဆက်နှစ်ဆက်ရှိရဲအဲ့လိုနှိပ်လိုက်မယ်အဲ့ဆက်လိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ download offline ကိုရှိအဲ့လိုနှိပ်လိုက်မယ်အဲ့ဆိုညီမတို့ဒီ library ထဲကိုပြန်သွားကြည့်လိုက်မယ်ပေါ့နော်ညီမတို့ save စောင်းမှာဒီမှာတချင်းရှိပါတယ်မခုဆိုစပြီးထောင်းနေပြီပေါ့နော်ထောင်းတာအဲ့လောက်ကြီးလည်းဖေးမကုန်ဘူးခဏလေးလောက်ပဲပေါ့နော်ညီမတို့ခုဒီမှာထောင်းလိုက်အဲ့မှာ